ခင်ဗျားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေတော့ဖြစ်ပါတယ်ဒီမနက်ကတော့ဒါကျွန်တော်ဗီဒီယိုလေးတိတ်မတင်ပေးပြဘူးဗျာနော်ဘာလို့ဆိုတော့ကျွန်တော်တို့ free group ဆိုပြီးတော့ free group မှာပဲဒါလူတွေကများပြီးတော့တကယ်ကျွန်တော်တို့ကကြတော့ဗျာဟိုပေါ့အစင်မပြေဘူးဒီ3-4တောင်ကနည်းနည်းများနေမှာဆိုလို့အစင်မပြေတဲ့လူတွေကြီးလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်ကအမြဲတမ်းလို့ဒါ free group နဲ့ရိုးဒီမှာတင်ပေးတဲ့ group မှာတင်ပေးတဲ့ဟာတွေကတူတူပဲပတ်တီးနဲ့မွေးကွက်ပဲဒါကွာသွားတာပေါ့နော်အဲ့လိုမျိုးလေးထားတာတော့ဒါ3000လေးပဲဖြစ်တဲ့အတွက်အစင်ပြေတဲ့လူတွေရတယ်ဒီတိုင်းပဲဝင်ပြီးဒါကျွန်တော်ဒီမှာမမလာဝင်မယ်ဆိုတဲ့အတွေးလေးနဲ့ကျွန်တော်အဲ့လိုလုပ်လိုက်တာဒါပေမဲ့ကျွန်တော်များများကကျွန်တော်ဒီကိုမလာရတော့ဘဲနဲ့ free group လေးနဲ့မှာပဲသွားတိုးကြည့်နေတဲ့အတွက်ဒါကျွန်တော်လည်းနည်းနည်းလေးပေါ့နော်ကျွန်တော်တို့ဒီဟိုကို3000လောက်နဲ့ကိုလည်းနည်းနည်းစီဝါရေးလေးအဆင်ပြေသွားအောင်လို့စာဝတ်နေအဆင်ပြေအောင်လို့အဲ့ဒါကြောင့်ဒီမနက်ကတော့မတင်ပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီညနေကတော့ဒါကျွန်တော် group မှာတင်ထားပေးတဲ့အတိုင်းတင်ပေးလိုက်ပါတယ်ဒီ group မှာကတော့ group ထုံးစံအတိုင်းဆိုလို့ရှိရင်တော့ဒါအင်္ဂါနေ့ညနေဆိုလို့ရှိရင်တော့ channel ပတ်တီတွေဆင်းတာများပါတယ်မိတ်ဆွေများအနေနဲ့ဒါပတ်တီကိုကတကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ညနေအတွက်ပတ်တီလိုမဲ့ဟိုယူခြင်းတယ်ဆိုလို့ရှိရင်တော့0939593656ရဲ့ Viber Telegram မှာလာဟိုင်းမိပါကျွန်တော်ကတော့ဒီနေ့ညနေမှာကတော့49ချင်းကြိုက်တယ်35ချင်းကြိုက်တယ်49နဲ့35ကိုပဲကတ်ပြီးတော့အဓိကဦးစားပြီးရွေးထားပြီးတယ်မိတ်ဆွေများအနေနဲ့ပါဝါကြိုက်တယ်ဆိုလို့ရှိရင်တော့35တကွက်ထည့်ပြီးကစားပါကျွန်တော်ကတော့ဒီနေ့တွက်နေအရာတော့49ချင်းကောင်းတယ်ပြီးသွားလို့ရှိရင်35ချင်းကောင်းတယ်အဲဒါကြောင့်49နဲ့35ကိုကတ်ပြီးတော့ပဲ40 50 90 95ဒါကိုအောက်ကထဲမှာထည့်ထားပေးတယ်ဒါအကွက်နည်းနည်း၄ကွက်လောက်ကစားနိုင်တယ်ဆိုလို့ရှိရင်တော့40 50 90 95ကိုအဓိကဦးစားပေးပြီးဆော့ပေးပါဗျာနော်တကယ်လို့ကိုကတကွက်ကောင်းလောက်ပဲကစားခြင်းနေဆိုလို့ရှိရင်တော့4-3တကွက်ကိုပဲတေချာလေးထိုးပေးပါကျွန်တော်ကတော့ဒီညနေပါကတော့ကျွန်တော်ဒီကပတ်တီတွေတော့ဆင်းဖို့ရှိတယ်မိတ်ဆွေများအနေနဲ့ပတ်တီလိုချင်တယ်ဆိုလို့ရှိရင်တော့0939593656ရဲ့ Viber Telegram မှာလာဟိုင်းပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ